ခုမြင်တွေ့နေရတဲ့အကြောင်းကတော့ကျွန်တော်မဆိုးရုံရဲ့ငလင်မှာပြိုသွားတဲ့ခန္ဓာဒုရမြူပရိသအကြောင်းဖြစ်ပါတယ်ဒီကြောင့်ငလင်လွတ်ပြီးတော့တလအကြာမှာပြန်ပြီးတော့ဆောက်ခဲ့တာပေါ့နော်ဒီချိန်ကတော့ထွန်းတဲ့နောက်ဒါကိုတောင်းခံဆောက်တာကတော့ထွန်းတဲ့နောက်ဆောက်လုပ်ရေးကုမ္ပဏီနဲ့တောင်းပြီးတော့ဆောက်တာပေါ့နော်ခုဆိုရင်ဆိုရင်ပထမဆုံးပြန်ပြီးမဲ့အကြောင်းပေါ့နော်ပထမဆုံးပြန်ပြီးမဲ့အကြောင်း